မြန်မာလူမျိုးများ၏ထူးခြားသောပုံမှုသည်အမတန်ပြင်းရှင်းလား ရှိပါဗျာ နှစ်ပြင်းပြင်းကြောင့်ရေသာခို၏အချောင်ကြိုက်၏ရှင်းလား ဒီနဲ့ပါတယ်ဗျာ မရှင်းနဲ့လည်းမနဲ့နိုင်အမှန်တိုင်းပြောတာပဲ မှန်ပါဗျာ ရှင်းလား ရှိပါဗျာ လေ့လာပြီးမြန်မာတနိုင်ငံလုံးကိုသီးစစ်လုပ်ပြီးပြီနော်နောက်ကြမ်းပြုတ်ပြီးတင်ရမယ်တော့ကြမ်းပြုတ်ပြီးတင်လိုက်ရင်ခုချိန်တင်လိုက်ရင်ပေးဒီဘောရဲ့ပေးနေမှာဆိုလို့မလိုချင်လို့ရှင်းလား ရှိပါဗျာ အကုန်စစ်ဆေးပြီးပြီလေ့လာပြီးပြီသုံးသပ်ပြီးပြီမြန်မာလူမျိုးတွေသိပ်ပြင်းဤပြင်းတဲ့နောက်ကအချောင်ကြိုက်ဤဟုတ်ရော ဒီမှာဗျာဟုတ်ကဲ့ပါဗျာတစ်ပင်ကောက်တာလူတိုင်းသိနိုင်ပါတယ်လူကောက်နေတာတော့လူတိုင်းမသိနိုင်ပါဘူးအဲ့တော့ပုံထဲမှာပါတဲ့ကျွန်တော်တို့ရဲ့နိုင်ငံကျော်ပညာရှင်ကြီးတွေနိုင်ငံကျော်တွေ့ခေါ်ကြီးပွားရေးပညာရှင်တွေအမြဲတမ်းပညာရှင်ကြီးတွေဖြစ်နေတာတွေ့မှာပါအဲ့တော့တီလာဆောင်မှာဥမာတောက်မယ်ဆိုတော့သူတို့ကတော့အမြဲတမ်းဥမာတောက်နေမဲ့လူတွေဖြစ်ပါတယ်နော်အဲ့ဒါလေးကိုဗကျုပ်ဆရာတော်ရဲ့ကျွန်တော်တို့တတိကိုဘယ်လိုထားရမလဲဆိုတဲ့တရားလေးကိုဆက်လက်ပြီးနားဆင်ပေးပါအောင်ခင်ဗျာ ရဲရင်မှုကိုရရှိဖို့ရအတွက်ဘုန်းကြီးတို့တဏ္ဍာမှာ mindfulness ဆိုတဲ့တတိရှိရမယ်နော်စဉ်းစားနိုင်တဲ့ပညာရှိဖို့လိုတယ်စိတ်ဓာတ်တည်ငြိမ်မှုတွေကိုရအောင်ကြိုးစားရမှာဖြစ်တယ် မှန်ပါဗျာ အဲ့တော့ဆိုလိုတာကလူတွေရဲ့တဏ္ဍာမှာရှိတယ်တတ္တဝိရိယတတိသမာဓိပညာလို့ဆိုတယ်ဒီစွမ်းအား၅မျိုးကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားတာယုံကြည်မှုဟာစွမ်းအားတစ်မျိုးပဲကြိုးပမ်းအထောက်မှုကလည်းစွမ်းအားတစ်မျိုးပဲတတိဆိုတာလည်းစွမ်းအားတစ်မျိုးပဲဘုန်းကြီးတို့တွေကတတိလွတ်တဲ့အချိန်ကများတယ်ပေါ့တတိဆိုတာကိုယ်တဏ္ဍာမှာဘာတွေဖြစ်နေတယ်ဆိုတာတတိထားမိတာအမှန်တမ်းနဲပြီးတော့ကိုယ်စိတ်ဟာပတ်ဝန်းကျင်နေအပြင်အာယုန်နေနဲ့ပဲလှည့်လည်ကျက်စားနေတယ်လို့ဖြစ်တယ်ဥပမာဘာနဲ့တူတော့ဆိုရင်အိမ်တကားဖွင့်ထားပြီးတော့ရှောက်လဲနာနဲ့တူတယ်ပေါ့ကိုယ်ခန္ဓာကိုယ်ပြန်စဉ်းစားတာတစ်ခါမှမရှိဘူးနော်စဉ်းစားကြည့်လူတွေဟာနေ့စဉ်နဲ့အမျှ24နာရီဘယ်သွားနေကြတာတော့ဆိုမျက်စိနဲ့မြင်တဲ့အာယုန်နားကကြားရတဲ့အသံအာယုန်နှာခေါင်းနဲ့နမ်းရှူရတဲ့အနံ့လျှာနဲ့လဲရတဲ့ရတာခန္ဓာကိုယ်ကထိတွေ့ရတဲ့ထိတွေ့လို့ဆိုရယ်ပြင်မအာယုန်တွေနောက်ပဲလိုက်ရှာပြီးသွားလာနေကြတာ မှန်ပါဗျာ ကိုယ်ခန္ဓာကိုယ်ထဲမှာကိုယ်စိတ်အခြေအနေတွေဘာတွေရှိတယ်ဆိုတာကိုပြန်ပြီးတော့ကြည့်မိတယ်ဆိုတာအလွန်ရှာတယ် မှန် ဒါကြောင့်မို့တတိပဋ္ဌာန်တရားပွားတယ်ဆိုတာကိုယ့်ကိုယ်ပြန်ကြည့်တာနော်ကိုယ်ခန္ဓာကိုယ်ကိုပြန်ကြည့်တာလူတွေဟာအဲ့ဒါတတိမေ့နေတယ်လို့ခေါ်တယ်နော်အပြင်မဲ့စိတ်ကရောက်ပြီးတော့အတွင်းမှာဖြစ်ထားတယ်လို့ဖြစ်တယ်ကိုယ်ခန္ဓာကိုယ်ထဲမှာဖြစ်ထားတော့ဘာတွေဖြစ်တုံဆိုရင်အိမ်တကားဖွင့်ပြီးရှောက်လဲနေလို့ရှိရင်ဟုတ်လားအိမ်ထဲကပစ္စည်းတွေပျောက်ကုန်တာပေါ့ထို့တူပဲကိုယ်ခန္ဓာကိုယ်မှာဘာဖြစ်တယ်ဘာရှိတယ်ဆိုတာမသိပဲနဲ့အပြင်အာယုန်တွေပဲလိုက်လံဒီကျက်စားနေပဲဆိုလို့ရှိရင်တန်မိုးရှိတဲ့တတိဆိုတဲ့ယရနာတွေတတ္တာဆိုတဲ့ယရနာတွေသမာဓိဆိုတဲ့ယရနာပညာဆိုတဲ့ယရနာဝိရိယဆိုတဲ့ယရနာဒါတွေအကုန်ပျောက်ကုန်မှာပဲဖြစ်တယ်ပေါ့တိုးတက်မှုမရှိတော့ဒါကြောင့်မလို့စွမ်းအားလို့လည်းခေါ်ရမယ်ယရနာလို့လည်းခေါ်ရတယ်ကိုယ်ရင်နဲ့နှလုံးထဲမှာရှိတဲ့တန်ဖိုးရှိတဲ့အရာတွေကိုရရှိအောင်ကြိုးစားအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားဆိုတာလက်တွေ့ကျင့်သုံးရမှာဖြစ်တယ်နာယူယုံမှတ်သားထားယုံနဲ့မဖြစ်ဘူးနေ့စဉ်ဘဝမှာကျင့်သုံးတယ်ဆိုတာလေဘယ်တော့ကျင့်သုံးတာတော့ဆိုအခုပဲကျင့်သုံးလို့ရတယ်နော်အခုပဲကျင့်သုံးလို့ရတယ်လက်ဖြင့်ကဆိုင်ဖို့မလိုဘူးဘုန်းကြီးကြောင်သွားဖို့လည်းမလိုဘုန်းကြီးဟိုဖို့လည်းမလိုကိုယ်တဏ္ဍာမှာကိုရှိနေတဲ့ကိုယ်စိတ်ကိုယ်တဏ္ဍာမှာရှိနေတဲ့စိတ်ကလေးကိုစောင့်တည်ပြီးတော့ဒီတိုင်းလေးအာယုံပြုတ်နေလိုက်ဒါအလုံးလုံးနေတယ်လို့ခေါ်တာပဲလူတွေကလူပုံတန်တန်ဘလို့နေနေတရားထိုင်မှတရားထိုင်တာမဟုတ်ဘူးကမ္မဋ္ဌာန်းထိုင်တာမဟုတ်ဘူးထိုင်နေရမယ်လို့မဆိုလိုဘူးကိုယ်စိတ်လေးကိုမှထိမ့်သိမ်းဆောက်ရှောက်ပြီးတော့ကိုယ့်ရဲ့တဏ္ဍာမှာဖြစ်နေတာတွေကိုတတိနဲ့စောင့်ကြည့်ပြီးတော့
သမာဓိနဲ့စိတ်ကြည်ပြီးပညာနဲ့သိနေလို့ရှိရင်ဒီကိစ္စပြီးတယ်ပေါ့တရားထိုင်ခြင်းဆိုတာစိတ်အလုပ်ပဲဖြစ်တယ်ဒါကြောင့်မလို့ဘယ်အချိန်ပဲဖြစ်ဖြစ်လုပ်လို့ရတယ်ကိုယ်အိမ်ထဲမှာကိုနေရင်ကလုပ်လို့ရတယ်သွားရင်လာရင်ကလည်းလုပ်လို့ရတယ်နေထိုင်ရင်လည်းလုပ်လို့ရစားရင်တောက်ရင်လည်းလုပ်လို့ရစိတ်ကိုသာအာယုံပေါ်ကနေပြီးတော့အာယုံနေနောက်မလိုက်ဖဲနဲ့ကိုထားခြင်းနဲ့အာယုံနဲ့အမြဲတမ်းတွဲနေအောင်ကြိုးစားမှုကလည်းအဓိကဖြစ်တယ်လို့ ဟုတ်ကဲ့ပါပါကျုပ်ဆရာတော်ဘုရားကြီးဟောတဲ့တရားကတော့ကျွန်တော်တို့ဒီမျက်စိအမြင်ပေါ့နော်နားအကြာမျက်စိအမြင်ဒီအာယုံတွေကိုပဲကျွန်တော်တို့ကသိနိုင်တာဖြစ်ပါတယ်ဥပမာလို့တစ်ပင်ကောက်တာတော့လူတိုင်းမြင်နိုင်တယ်ပေါ့နော်အမြင်အာယုံအကြာအာယုံဒီလောက်ပဲပေါ်မှာပဲကျွန်တော်တို့ကသတိပြုနေတာဖြစ်ပါတယ်အဲ့လိုမျိုးသတိပြုနေခြင်းဟာကိုယ့်အိမ်ရဲ့လုံခြုံမှုပေါ့နော်ကိုယ့်အိမ်ထဲမှာလုံခြုံအောင်လုပ်ထားတဲ့အရာကမတိနိုင်နေဘူးပေါ့အဲ့လိုမျိုးလူကောက်တာဟောပါတိနိုင်တဲ့တတိတရားတွေလိုအပ်တယ်ဆိုတဲ့အကြောင်းကိုပါကျုပ်ဆရာတွေဟောထားတာကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်အဲ့တော့ဒေဝဆရာတို့ကြတော့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့เนาะအဲ့လိုမျိုးအမြဲတမ်းဆရာကြီးနေရမှာပေါ့เนาะပညာရှင်ကြီးတွေဒီဓာတ်ပုံထဲမှာဆိုရင်လည်းဟလာသူတို့ဘယ်မင်းတက်တဲ့ဘယ်ဆိုးရတက်တဲ့သူတို့ကဆရာကြီးတွေပညာရှင်ကြီးတွေတွေးခေါ်ပညာရှင်ကြီးတွေစီးပွားရေးပညာရှင်ကြီးတွေနော်သူတို့ဥမာတောက်နေတာအမြဲတမ်းဥမာတောက်နေတာဖြစ်တယ်အဲ့တော့ဒေဝဆရာတော်ရဲ့တရားတွေမှာလည်းတီလာကိုစောင့်တီလာစောင့်ပြီးမှဥမာတောက်အောင်လုပ်အခုစာရေးဆရာတွေဆိုသူကအေးဆေးပဲဥမာအမြဲတောက်နေတဲ့လူတွေဖြစ်တယ်နော်အမြဲတမ်းအဲ့တော့တရားလို့စီးပွားရေးပညာလို့တဲ့ဆရာကြီးနေရာကဟိုထာဝရဆရာကြီးနေရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတစ်ပင်ကောက်တာကိုလူတိုင်းသိတယ်နော်လူကောက်နေတာကိုလူတိုင်းမသိတဲ့ပညာဒီအဲ့ဒါဒုက္ခသစ္စာမသိခြင်းဖြစ်တယ်အဲ့တော့ဒုက္ခသစ္စာမသိတော့ဘာဖြစ်လဲသမှုတရားပြန်ပတ်တယ်နော်ဒီလူတွေပေါ်မှာကျွန်တော်တို့ကလေးစားနေတယ်ဂုဏ်ယူနေတယ်ဆိုတာကဒီလူတွေရဲ့တိရသမာဓိပညာဘယ်လောက်ရှိလဲဆိုတာကိုပြန်ပြီးတော့သတိထားဖို့မေ့တဲ့ဟာမျိုးကိုပါကျုပ်ဆရာတော်ကလည်းဟောထားတာဖြစ်ပါတယ်နော်ပါကျုပ်ဆရာတော်ကကျွန်တော်တို့ကအမြင်အာယုံဆိုတာကဟိုနေမောဒီလိုမျိုးပြောနေတယ်ဆိုနေတယ်เนาะဆရာကြီးလုံနေတဲ့လူတွေကြတော့အချော်မျက်နှာလေးတွေချောတယ်စကားလေးတွေချိုတယ်เนาะအဲ့ဒီမြင်တာကချောတာကိုဟိုနေချောတယ်ဆိုတဲ့အတိကသူ့ကိုလေးစားမှုပေါ့เนาะနောက်တော့ကအကြအာယုံဆိုတာစကားလုံးချိုလေးတွေနဲ့ကိုယ့်ကိုပြောနေတာကိုအဲ့ဒီအကြအာယုံလေးကိုဟိုတက်မှတ်နေတယ်လို့ဆိုလိုတာဖြစ်တယ်အမှန်ကကျွန်တော်တို့ကလူတစ်ပင်ကောက်နေတာကိုလူတိုင်းတိပေမဲ့ဒီလိုလူတွေကအလှအိုးနေမော်ဒီလိုမျိုးအလှအပတွေဟလာချိုတာတွေနဲ့ကောက်နေတာကိုမတိနိုင်တဲ့တရားကိုဘာကျုပ်ဆရာတော်ကဟောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတရားနှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ကတတိပြုဝမှာဒီလောကကြီးမှာလူတွေကဘယ်လိုပုံစံရပ်တည်နေလဲတစ်ပင်ကောက်တာကိုလူတိုင်းသိနိုင်ပေမဲ့လူကောက်နေတာကိုလူတိုင်းမသိနိုင်ဘူးဒါကိုတတိပြုနှလုံးသွင်းရမှာဖြစ်ပါတယ်ကြည့်ရှုအားပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ